အားလုံးပဲမင်္ဂလာပါပြည်သူကြီးဒီနေ့တင်ဆက်သွားမှာလေးကတော့စာရေးဆရာတက္ကသိုလ်ရှင်သီရိရဲ့ပုံနကတိုက်တဲ့အင်ကြီးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်ပါခန်းစားကြည့်ကြပါအောင်ဗျာပုံနကတိုက်တဲ့အင်ကြီးကျမခင်မွန်ဟာအစိုးရဌာနတစ်ခုမှာအရာရှိတူပါဌာနနဲ့ကျန်းတဲ့ပုဂ္ဂိုလ်တွေဂုဏ်သိက္ခာငှဲ့ပြီးဘယ်ဌာနဆိုတာတော့မပြောပြရစေနဲ့တော့ကျမခင်မွန်ဟာဘာသာတရားအလွန်ကိုင်းဆိုင်ပြီးနေ့စဉ်ထာဝရသီလစောင့်တည်ထားသူပါသာသမီသားမယားပေါ်မှာမေတ္တာစေတနာပြည့်ဝနေလင့်ဝတ်တရား၅ပါးနဲ့ညီစောင့်ရှောက်သူလူသူယုံမှာလက်အောက်ကတပီသားကျွန်းဒီပေါ်မှာလဲရင်ဝဲသားကဲ့သို့ကြောသားရင်သားမခွဲခြားပဲစီမံအုပ်ချုပ်နေခဲ့တဲ့သူပါအဲ့လိုမေတ္တာစေတနာပြည့်ဝထားတဲ့အတွက်တပည့်သားမဲတွေကလည်းသူတို့ဆရာပေါ်မှာယုံကြည်ကြပါတယ်ယူတည်လေးစားမြင်လို့ကြပါတယ်ချစ်ကြောက်ယူတည်ကြပါတယ်လူဘဝဆိုတာကိုကဘလို့ပဲကောင်းကောင်းအတိတ်ဘဝကအကုသိုလ်ကံအဟောင်းတွေပါလာရင်တော့အဲ့ဒီအကုသိုလ်ကံတွေကအကျိုးပေးဝင်ကြုံလာရင်တော့ပုဂ္ဂိုလ်တ attva ဟူသည်များပြုသည်များခံရရစမြဲပါပဲတနေ့တော့ကျမခင်မွန်းတဲ့ဘဝညီကုန်းချုံရမယ်ပြဿနာပေါ်ပေါက်လာပါတော့တယ်သူ့လက်အောက်ကတပီးတယောက်ဟာပြင်ပစီးပွားရေးသမားတယောက်ကြီးလက်ပတ်ဖျောင်းခြင်းကိုခံရပြီးဝေတောင်းရှင်လွဲသုံးစားမှုတကူကိုကျူးလွန်မှုဖြစ်ပေါ်လာခဲ့ပါတယ်အဲ့ဒီခေတ်ကအဲ့ဒီခါငွေ1000ဆိုတာအင်းတလုံးချန်ကွက်ကောင်းကောင်းဝေနိုင်တဲ့ကာလပါပဲရွှေတစ်ချက်သားရာထောင်ရှိတဲ့ကာလပါပဲကျမရဲ့ခင်မွန်းရဲ့တပည့်ကလည်းစီးပွားရေးသမားရဲ့လှည့်စားချက်ကိုပဂရိယူသားစင်ကြယ်မှုဟုထင်ခဲ့ပါတယ်အဲ့လိုထင်ခဲ့တယ်လို့သူ့တက်ကအရာရှိဖြစ်တယ်သူဆရာကလည်းကျမခင်မွန်းကိုလက်မှတ်ထိုးခံခဲ့ပါတယ်ကျမခင်မွန်းကလည်းတပည့်ယူသားမှုကိုအစဉ်လက်ခံလာတဲ့ဆရာဆိုတော့တပည့်ပေါ်မှာယုံကြည်ပြီးလက်မှတ်ရေးထိုးပေးခဲ့ရပါတယ်ဒီလေလံမှုကြီးဟာတစ်ပတ်အတွင်းမှာပေါ်ပေါက်လာပြီးပါဝင်ပတ်သက်သူအားလုံးကိုသက်ဆိုင်ရာကဆွဲတော်တာပါပဲကျမရဲ့ခင်မွန်းဟာဒီလိုခံရတော့သူ့ဘဝကိုသူတရားနဲ့ပြေရှာပါတယ်ငါဘဝမှာအဆအရာရာစင်ကြယ်ခဲ့ပါတယ်အတိတ်ကမစင်ကြယ်ခဲ့လို့ဝေကျွေးဆက်ရတာပါငါဘဝငါဖြေပါတယ်မင်းလည်းမင်းဘဝကိုဖြေပါဒီမှုပါထောင်းတန်တက်ကျွန်းပြည်ရန်ကြနိုင်တဲ့မှုမဟုတ်ပါဘူးဒါပေမဲ့လည်းငါရဲ့သားသမီးတွေငါအတွက်မျက်နှာငေးသွားရတာအရှက်ရသွားတာကိုတော့ငါဝမ်းနဲ့မဆိုးမှာပဲမင်းရဲ့အချုပ်ကိုသွားတွေ့တော့ကျမကိုသူကဤကဲ့သို့တရားချပါတယ်ကျမကလည်းသူ့တရားကိုလက်ခံပါတယ်သို့တော်လည်းခံစားနေရသောဝမ်းနည်းချက်ကတော့တားဆီးလို့မရနိုင်ပါဘူးသူတော်ကောင်းကြီးတို့ဖြစ်ရလေခြင်းဟုကျူးကျူးမြတ်ဖြစ်ကငိုကြွေးခဲ့ရပါတယ်ရာယုံထုတ်မှုစစ်စစ်နေစဉ်မှာပဲကျမရဲ့ခင်မွန်းဟာကျမကိုဆွေမျိုးသားချင်းတွေရှိရာအပေါင်းတို့တွားရောက်နေထိုင်မှုအတွက်သူ၏ဗန်းစုငွေစင်းကိုထုတ်ယူပြီးအပေါင်းပတ်ဝန်းကျင်မှာအိမ်မိုးတဲ့တောင်ထမ်းကျန်လူရင်းဝယ်ပြီးလောင်းဝယ်စားတော့ဖို့ဒီလိုဘဝဆက်မျိုးမှာသူသားသမီးလေးတွေမျက်နှာမငယ်ရမှာဖြစ်ကြောင်းပုံမှာခြံဝယ်ဖို့လဲသူတငယ်ချင်းအရာရှိနေစီစဉ်ထားပြီးဖြစ်ကြောင်းကျမခင်မောအမှုစီစဉ်ကာလမှာပဲသူတငယ်ချင်းကကျမဟိုလာတွေ့ပြီးအားပေးစကားပြောကြပါတယ်ခြံအတွက်လည်းစီစဉ်ထားပြီးဖြစ်ကြောင်းလာပြီးပြောပါတယ်ကျမရဲ့ခင်မောအမှုစီညက်ချမိနေမှာပဲတရားခွင်ကကျမခင်မောဟာကျမတို့မိသားစုကိုတစ်ချက်ဆက်ရည်ပြီးရှင်ရက်ပတ်နေတော့တရားသူကြီးကိုအတန်းချငေးဆိုင်ကြီးအယူကျူးပြတ်တယ်လို့တရားခွင်မှာခွေလေးကျသွားပြီးအသက်ပါထွက်သွားပါတော့တယ်စိတ်နှလုံးထိခိုက်ပြီးတော့နှလုံးလေးရိတ်ခါအသက်ပါသွားတယ်လို့ဆိုကြပါတယ်ကျမလည်းကျမခင်မွန်းကိစ္စအားလုံးပြီးစီးသောအခါမှာကျမကိုယ်တိုင်ကလည်းပတ်ဝန်းကျင်မှာဒီလူစိတ်မရှိတော့ပါဘူးကျမခင်မွန်းပြောထားခဲ့တယ်လို့ကျမဂုံတိတ်ခါကျမသားသမီးတွေရဲ့ဂုံတိတ်ခါမျက်နှာမငဲရလေအောင်ကျမခင်မွန်းရဲ့မိတ်ဆွေကိုထုံးအောင်စီစဉ်ပေးထားတဲ့အတိုင်းအပေါင်မြို့နယ်ချီဝေယူထားတဲ့ဒူးရင်ကျန်သူပြောင်းရွှေ့ခဲ့ကြပါတယ်ကျမတို့ဝေယူထားတဲ့ဒူးရင်ကျန်ထောင်ထမ်းကျန်ကြီးဟာကျေဝန်းလာပါတယ်ကျန်ကြီးလည်းမှာကျမတို့နေထိုင်နေတဲ့အင်္ဂလိပ်ကလည်းကျမတို့မိသားစုအတွက်အသင့်တော်ဆုံးသောအင်္ဂလိပ်ပဲဖြစ်ပါတော့တယ်ကျန်တဲ့ကိုကျမတို့စဝင်ကလေးကအေးကနေစိတ်သွားပြီးဖြစ်ပြီးကျက်သိမ်းများတော့
ထားမိပါတယ်ကျမကတော့စင်စမ်းသဘောကြောင့်အေးဒီစိတ်ဒီဟုထင်ခဲ့မိပါတယ်ကျမတို့မိသားစုပတ်ဝန်းကျင်ခလန်းလန့်ဝါရှိနေတယ်ခြံလုံးသမားမိသားစု2ဦး3ဦးနဲ့အတူဒီခြံကြီးဝင်နေဒီမှာညဆိုလို့ရှိရင်တိတ်ဆိတ်ပြီးကြောက်စရာပဲကောင်းလာပါတယ်အေးရမွေးခင်မှာအားလာတဲ့မီးရောင်ကြောင့်နေသားထိုင်သားရှိလာပြီပဲအေးရဝဲမီးမိတ်လိုက်တဲ့အခါမှာတော့ပတ်ဝန်းကျင်တစ်ခုလုံးမောင်မဲတိတ်ဆိတ်ပြီးကြောက်စရာအလွန်ကောင်းလာပါတယ်ကျမတို့ရွှေပြောင်းလာတာ9ရက်စ3ရက်လအချိန်လေးဖြစ်တာမို့လာကလေးကမှုဝါးဝါးသာနေရွာတို့ပေါ်ပါသေးတယ်ကျမတို့အိယာဝင်ပြီး7 နာရီကျော်လောက်မှာအင်ခေါင်မှုတုတ်ပုံဂဲလုံးလေးကြတယ်ကြားလို့ကျမလန့်ပြီးနိုးလာခဲ့ပါတယ်ဂဲလုံးလေးများစက်တိုက်မကြပါ15မိနစ်နေမှတစ်ခါလောက်ပဲကြပါတယ်ဒုတိယဂဲဦးတော့ကျမကိုလက်တီမွေးပြီးတော့လက်နေဓမီနဲ့အရောက်ကိုဆင်းပြီးပတ်ဝန်းကျင်ကိုဓမီနဲ့ထိုးပြီးဂဲပြစ်သူကိုရှာဖွေကြည့်မိပါတယ်မတွေ့ပါဘူးကျမတွေးပေါင်းစုံတွေးပြီးအိမ်မောကိုပြန်ထက်ခဲ့ရပါတယ်ကျမအိမ်မောရောက်မှာပဲဂဲကကြလာပြန်มาတော့တယ်ဒါကြီးနဲ့သမီးငယ်တို့ကလည်းလက်နိုးလာပြီးကျမထံကိုပြေးပြီးဖတ်ကြပါတယ်မမေဘာဖြစ်တာလဲသမီးတို့ကြောက်တယ်လို့ပြောပြီးဟိုကြပါတယ်ကျမလည်းဘာလို့ရမှန်းကိုမသိတော့ပါဘူးကိုယ်တိုင်ကလည်းကြောက်နေမိပါတော့တယ်ကိုကြောက်နေလို့ရှိရင်သားသမီးတွေအခြေအနေကိုဆိုးမှဆိုလို့ကိုတက်တီမွေးပြီးသားနဲ့သမီးကိုအားပေးစကားပြောကြခဲ့ရပါတယ်မကြောက်ဘူးလေပြောရပါတယ်အာလာနဲ့မီးကိုချက်ချင်းထုံးအောင်အလင်းအောင်ရအောင်လုပ်ရပါတယ်မီးလင်းအောင်ရလာတော့မှ17နှစ်သားအရွယ်သားကြီးကအားရှိလာပြီမမေကျွန်တော်မှလောင်လေးကွာနဲ့ကိုလေးပါတယ်ဂေးဖြစ်တဲ့ဘက်ကိုမှန်းပြီးတော့ပြန်ဆော်ထည့်ရမယ်ဆိုကပရင်းမော်တကားလေးကိုဖွင့်ပြီးလောင်လေးကိုအစ်ကိုင်းကစောင့်နေပါတယ်ဒီမကြခင်အိမ်မော်မှာဂေးကကြလာပြန်တော့တယ်ဟေးဂေးနေပြတာဘယ်ကောင်လဲကွာတက်တီရှင်ထွက်ခဲ့ကြတယ်ဒါဖြစ်သူကအော်ဟစ်ပြောဆိုပြီးလောက်လေးကွာနဲ့ပတ်ဝန်းကျင်ကိုပြပါတော့တယ်မောင်များမကျွတ်မလွတ်ဖြေးပြီးတန်ရိုးစင်တွေကလိုက်လာလေသလားသူလိုက်လာကြောင်းကိုများတတိပေးနေသလားကျမစဉ်းစားမိပြီးသားကိုဆက်မပြည့်ရင်တားလိုက်မိပါတော့တယ်ကျမတို့မိသားစု12 နာရီလောက်ချိန်ထိအားလာတဲ့မိရအောင်မှာတိတ်တိတ်ဆိတ်ဆိတ်ကလေးစူပြီးနေကြရပါတော့တယ်12 နာရီကျော်တော့ဂေးပြစ်မှုတော့မရှိတော့ပါဘူးကျမတို့မိသားစုလေးတညလုံးမိထုံးပြီးအေးရပါတော့တယ်နောက်တစ်နေ့မိုးလင်းမှာကျမကချမ်းကအလုပ်သမားတဲစီကိုသွားပြီးအသက်ကြီးတဲ့ချမ်းလူသားမွန်မျိုးသားကြီးကိုဦးကြီးစင်ကိုညကဂဲနဲ့ပြစ်ပုံကိုပြောပြပါတယ်အဲ့ဒါလူပြစ်တာမဟုတ်ဘူးပုံရကတိုက်ပြစ်တာဒီလိုပဲပြစ်လို့ပထမလူဒုတိယလူမနေကြလို့ရောင်းပြီးပြေးကြတာပဲအခုသမီးတို့ရောက်လာတာတို့ဖို့ကတော့ဒီပုံရကတိုက်ပြစ်တာမို့ရိုးရည်နေပြီမွန်ဖိုးကြီးဦးကြီးစင်ကတော့တိထားပြီးမဆန်းသောပုံမြင်တဲ့ပွဲပြောပြပါတယ်ပုံရကတိုက်ပြစ်တယ်ဆိုတာဘာလဲပါကြီးရဲ့ပုံရကပိုက်တယ်ဆိုတာဆေးစီရင်ထားတာလို့ပြောတာပဲငါလည်းဒီချာရတော့မသိဘူးတို့မရောက်ခင်ကဒီချမ်းကိုအမွေပြဿနာဖြစ်ကြတယ်တယောက်နဲ့တယောက်စီဝါရီစီမံနေနဲ့လောက်ကြတယ်လို့ပြောကြတာပဲအဲ့ဒီလူတွေကလည်းမရှိကြတော့ဒါပေမဲ့လည်းဒီပုံရကတိုက်ဆိုတဲ့ဂဲပြစ်နေတာတော့အခုချိန်ကြီးကောင်ရှိနေတော့တာပါပဲပုံရကတိုက်ဆိုတာကျမဘွားကျမတသက်မှာကြားလဲမကြားဘူးလေဟာသိလဲမသိခဲ့ပါဒီချန်ကြီးဟာပြဿနာချန်ကြီးဖြစ်နေပါလေရောပြဿနာချန်ကြီးဖြစ်နေလို့လေဈေးပေါ်နဲ့ရောင်းသွားကြခြင်းလေဖြစ်ကြပါလိမ့်မယ်ကျမဘာလို့ရမလဲမသိတော့ပါဘူးဒီချန်ကိုရောင်းပြီးကျမလည်းတင့်တော်ရာကိုပြောင်းဖို့စိတ်ကူးရပါတော့တယ်ဂေးပေါက်တာဟာဒုတိယမြောက်ညလေဆက်ဖြစ်ခဲ့ပါတယ်သားကလည်းတောင်လေးခွားနဲ့တုံမြန်ခဲ့ပါတယ်ကျမဖို့ဇလန်းတစိမ့်တဝက်နဲ့ပြ
ပြဿနာစင်းမြစ်ကိုသိထားတော့ကြောက်လန့်မှုတွေကိုတော့ထိန်းထားနိုင်ခဲ့ပါတယ်။နောက်တစ်နေ့ဟာရန်နေဝင်နေဖြစ်လို့ကျမခင်မုန်းရဲ့တငယ်ချင်းကိုထိုးအောင်ကကျမတို့မိသားစုအခြေအနေသိအောင်ဆိုပြီးလာပါတယ်။သူ့မိသားစုလည်းမလာပါတယ်။ကျမကိုထိုးအောင်ကိုတွေ့ရလို့အားလင်းရှိသွားပါတယ်။ကျမကဖြစ်စဉ်ကျိုးချောင်းအားလုံးပြောပြတော့ကိုထိုးအောင်ကဒီကိစ္စကသူကလည်းစောစောကမသိကြောင်းသူ့မိတ်ဆွေထမ်းမှတစ်စင်ဒီချမ်းကိုဈေးချူ၍သူ့တငယ်ချင်းဖြစ်တဲ့ကျမခင်မုန်းအတွက်ကူညီတဲ့အနေနဲ့ဝယ်ပေးခြင်းဖြစ်ကြောင်းပြောပြပါတယ်။မနေ့ကလိုပဲသူပင်ပြန်ရောက်ပြီးပြီရှေ့လိုရက်ကိုပြောပါသူစီစဉ်ပေးပါမည်ပြောလေတော့တယ်မိမကိုတခုမင်းမယ်မိမဒီချမ်းကိုသဘောကျလားကိုထုံးအောင်စနီးမမများကမေးပါတယ်ချမ်းကိုတော့သဘောကျပါတယ်ဒါပေမဲ့လေဒီလိုနှောက်ယှက်နေတယ်ဆိုတော့ကျမမှာမိမသားလည်းဖြစ်ပြန်သားသမီးကလေးတွေနဲ့ဆိုတော့ရှေ့ရေးကိုရင်လေးတာပဲမမများရေဒီအဲ့ဒါဆိုရင်တို့လို့ဒီကိစ္စမမတွေ့ကြုံရှိတယ်လေကြုံလဲကြုံခဲ့ဘူးလေပုံနှကားတိုက်တယ်ဆိုတာကအောက်လန်းဆရာသမားတွေကတစီတရေတွေကိုမွေးမြူထားပြီးစီခိုင်းတာပဲတစ်ဖက်လူကတစ်ဖက်လူကိုမနိုင်အောင်အောက်လန်းဆရာဆိုတဲ့ဆရာတွေနဲ့ပေါင်းပြီးစီစီရင်ထားတဲ့တစီတရေပြိတ္တာတွေကိုကင်းနဲ့ပေါက်ဖို့စီခိုင်းတာပဲအဲ့ဒါကိုပုံနှကားတိုက်တယ်လို့ပြောတယ်မညီမကဘုဒ္ဓဘာသာပဲယန္နာသုံးပါးလည်းယုံကြည်တာပဲတစီတရေကိုပြန်နိုင်ဘူးဆိုတာအထက်လန်းဆရာမနိုင်တာတဲ့ဒီထက်လန်းဆရာဆိုတဲ့လူကိုလည်းဘယ်မှာသွားရှာလို့လွယ်ဝမလဲကွယ်အလွယ်ဆုံးတော့ရှိသားပဲညီမတို့မမတို့ကိုယ်ွယ်စီးကပ်နေတဲ့တန်ဃာတော်တွေအဲ့ဒီတန်ဃာတော်တွေရဲ့ဓမ္မဆက်အာနာဆက်ဖြစ်တဲ့ပိဋိတရားတွေဟာလေပပ္ပါစနိယကမ္မဝါဆိုတဲ့ကမ္မဝါတွေရှိနေတာပါအဲ့ဒါတွေဟာဒီတစီတရေမြေဖို့ဘူးတွေကိုနိုင်တာပဲလေအဲ့ဒီတော့ညီမဒီမှာအင်းတဲ့မင်္ဂလာဆွန်ကြီးမင်္ဂလာမလုပ်ရသေးဘူးမဟုတ်လားအင်းနဲ့မင်္ဂလာဆွန်ကြီးမင်္ဂလာလုပ်တယ်ဆိုလို့ရှိရင်ပပ္ပါဇနီးရကမ္မဝါကိုဆရာတော်တန်ဃာတော်တွေကရုပ်ဖတ်ခိုင်းပေါ့ဒီလိုဆိုတော့လေဒီအန်ဒီရဲ့ကင်းဝေးရမှာပေါ့ကိုထုံးအောင်ရဲ့ဇနီးမမမြကသူ့ရဲ့ဘဝအတွေ့အကြုံတွေကွာအကြောင်းစုံကိုပြောပြခဲ့ပါတယ်ကိုထုံးအောင်ကလည်းဤကဲ့သို့ပြုလုပ်ရန်အတွက်သဘောတူတိုက်တွန်းခဲ့ပါတယ်ကျမကလည်းသဘောတူခဲ့ကြပါတယ်ကိုထုံးအောင်ကဒီကိစ္စကြီးဆောင်ရွက်နိုင်မှုအတွက်မမမြကိုနေစီခဲ့ပြီးတော့သူကတော့နောက်တစ်နေ့မှရုံးတက်ရမယ်ဖြစ်လို့ပြန်သွားခဲ့ပါတယ်နောက်ဆက်နေကျမှသူလာကုန်ပြီဖြစ်ကြောင်းပြောပြသွားပါတယ်ကျမလည်းမမမြစီမံတဲ့အတိုင်းအိမ်တက်မင်္ဂလာဆွန်ရွှေကိုအားချင်းစီမံมาတော့တယ်မမမြကပဲစီမံပြီးတန်မာ၅ပါးကိုပင့်ပါတယ်ဆွန်ရွှေကိုလည်းစီမံထားတဲ့ညမှာပဲဂေးပေါင်းမှုကထပ်မံဖြစ်ပေါ်လို့လာပါတော့တယ်အားကလေးကလည်းထုံးစံအတိုင်းမမမြသားနဲ့တယောက်တည်းလေးလောက်လေးဘွားနဲ့ပြစ်ကြပါတော့တယ်မမမြကတော့ကဲပြည်တာရီဒီညတော့အားရအောင်ပြစ်ထားကြအောင်မနေ့ပြန်နင်တို့သိစီရမယ်မသားရီနင်တို့ကအမျှမွေတော့ဘူးဟေးဟောရေးဟိကျပြန်ပြောပြီးသူ့လုံးဆရာရှိတာကိုလှုပ်လို့နေပါတော့တယ်ချန်လူသားမွန်မျိုးသားကြီးဦးကြီးစိန်နဲ့သူ့သားကလည်းဒါရောက်ကူညီပေးကြလို့ကျမတို့တွေအားရှိလူသားနေကြပါတော့တယ်နောက်တနေ့မှာတန်ဃာတော်၅ပါးကိုအာယုံဆုံးကတ်ကြပါတယ်ဆရာတော်များကအကြောင်းစုံသိရှိထားပြီးဖြစ်လို့စီချရန်သားများရုပ်ဖတ်တရစဲပေးပြီးပြေးယူပါတယ်ဒီတည်းပပ္ပါစနိယကမ္မဝါကိုစာရုပ်ဖို့စီစဉ်ခဲ့ကြပါတယ်တို့တခဏအတွင်းမှာပဲဗုဒ္ဓဝေယဝိဆာလာလုပ်ပြီးတယ်ဦးကြီးစိန်ရဲ့သမီးဟာတုံတုံကြီးဖြစ်လာပြီးလူကြားတဲ့ကိုဝင်ကဆရာတော်များကိုရှုကူပြီးတပည့်တော်နေရာပြေးပါဗျာတပည့်တော်နေရာပြေးပါဗျာသွားပါတော့မယ်သူကလျှောက်ထားလေတော့ဒီကျမတို့တွေအလွန်အံ့အားသင့်၍သွားပါတော့တယ်ဟဲ့နင့်ကိုနေရာပြေးဖို့နင်တို့အုပ်ချုပ်တဲ့ဝတ်တုံကိုနတ်မင်းကြီးကိုပြောကြားထားပြီးမယ်ပြီးတော့ဒီကပြီးတဲ့လူအဖို့ဘာကကိုလည်းအမျှယူသွားဒီကလေးမကူကခွာပြီးတော့တင့်တော်ကနေရာတစ်ခုမှာတရားနာတင်းတို့ကိုတရားနာခွင့်နတ်တွေကိုလည်းခွင့်ပြုပေးဖို့ငါမြစ်တာရက်ခံပေးမယ်။ရာတော်ကြီးကဤကဲ့သို့မိန့်ကြားသောအခါဝင်ပူးနေသူလည်းထွက်ခွာကားလေတော့တယ်။သို့တော့ကမ္မဝါစာများကို
ဆက်လက်ဖတ်ရစီမံပါတော့တယ်ဤအိမ်ဤဝင်းကျင်ပတ်ဝန်းကျင်မှာလူကိုမူးစီအောင်မိုင်းစီအောင်ရေစီအောင်ဖမ်းစားရတဲ့အစဉ်တည်းပင်ဝဲပြိတ်တာရေပုတ်ဘလူးနတ်မိတ်ဆာများရှိတာကိုအင်ရှင်များကနှစ်သက်ပါသလားမရှိတာကိုနှစ်သက်ပါလားဆရာတော်ဘုရားကြီးကသုံးငိမ်တိုင်တိုင်မြင်းမြန်းပါတယ်။အခါလကွာများကမရှိတာကိုစိတ်နှစ်သက်ပါတယ်သုံးငိမ်ဖြေရပါတယ်ဆရာတော်များကပပစနိယကမောဝါကိုဆက်လက်ရုပ်ဖတ်ပူဇော်ပါတယ်။ထို့ကြောင့်မှကျမတို့မိသားစုကခဲပေါက်မိကိုညှို့လင်းဆောင်စားကြည့်မိနေပါတော့တယ်။ခဲပေါက်မှုကမပေါ်တော့ပါ။ဆရာတော်ဘုရားကြီးကဘုရားရှိခိုးပါစီးချပါမေတ္တာပို့ပါပြုသောကုသိုလ်အဖို့ပါကကိုအမျှဝေပြီးပါဟုဆုံးမထားသည့်အတိုင်းကျမဒိုးဝတ်ကိုနေ့စဉ်မပြတ်ပြုလုပ်ခဲ့ကြပါတယ်။နောက်ပိုင်းမှာကျမတို့မှာမြည်သူသောအနောက်ချက်မှမရှိတော့ပဲချမ်းလုံးငန်းမှလည်းအောင်မြင်လို့သာလာခဲ့ပါတော့တယ်။ဒါကိုအင်ဂျင်နီယာတမိကိုဆရာဝန်ဖြစ်သည့်အထိထားနိုင်ထောက်ပံ့နိုင်ကြပါတယ်။အခုတော့ကျမချမ်းကိုငားချပြီးတော့တမိဆရာဝန်နဲ့ရန်ကုန်တွင်အေးချမ်းစွာညီထိုင်ပြီးရှိပါတော့တယ်။တက္ကသိုလ်ရှင်သီရီ စာရေးဆရာကတော့ဇလန်းလေးကိုဒီနေရာမှာပဲအဆုံးသတ်ထားခဲ့ပါလေပြည်သက်ကြီးရောဒီဇလန်းလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆချက်လေးများရှိလို့ရှိရင်လေကျွန်တော်တို့ရဲ့ comment လေးမှာရေးသားဖော်ပြပေးနိုင်ပါတယ်ဗျာအားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်